စိုက်ကြီးလေးတွေဝယ်ဖို့စင်သစ်ဖြစ်နေပြီလားကဲ ETN ကနေထွက်လာပြီနော်ကဲအသားလေးကိုအရင်ပြောပြမယ်အသားလေးကကြတော့ BKK ပိတ်ဖောက်ချီသားလေးကိုသုံးပေးထားတယ်ပြောမယ်ဆိုလို့ရှိရင်ပန်းပွင့်အချက်တွေအများကြီးပဲနော်ဟိုကြဲကြဲလေးမဟုတ်ဘူးစိတ်လေးတွေပဲထိုးပေးထားတယ်ပန်းပွင့်ရောအသားရောတအားလှတယ်ကဲ site ကလေးကကြတော့အမစီမှာ42နဲ့44ဆိုပြီးတော့တောင်းထားတဲ့ကြောင့်မို့လို့နှစ် site ထွက်ပေးထားတယ်ဒီဇိုင်းလေးကကြတော့ကောက်ဆုပ်ကလေးပဲနော်လယ်ဘေးအဝိုင်းလေးလုပ်ပေးထားတယ်လက်ကလေးဆိုလို့ရှိရင်ရိုးရိုးလက်ကိုလက်ဖောင်းစီးလေးလုပ်ပေးထားတယ်ကဲအောက်ဖက်လေးကကြတော့အမကအလှလုပ်ပေးထားတယ်ရိုးရိုးခောက်ထားတာမဟုတ်ဘဲနဲ့ပြောရမယ်ဆိုရင်အောက်ကနေပြီးတော့စိုက်ကြီးပေါ့နော်အဖက်ကြီးတစ်ခုအပြားနဲ့ကိုအမကကုတ်ပြီးတော့ကုတ်ပြားလေးလုပ်ပေးထားတယ်ဘေးလေးဆိုလို့ရှိရင်လည်းအမဘေးအကွဲလေးလုပ်ပေးထားတယ်ဘေးကွဲလေးကလှတယ်နော်ဟိုရိုးရိုးတန်းတန်းခါးခွဲနဲ့မတူသူကပိတ်စအပိုလေးနဲ့လုပ်ပြီးတော့အမခါးခွဲလေးအလှလုပ်ပေးထားတယ်နော်ရှေးနောက်ကိုကဲ site ကလေးက2 site ထွက်တယ်အယောင်လိုင်းလေးကကျတော့9ယောင်လိုင်းထွက်တယ်အယောင်လိုင်းလေးကိုအမပြပေးမယ်တခွားရောင်လေး1ယောင်ပါမယ်ဒါလေးဆိုလို့ရှိရင်တနခါရောင်ရင်လေးပေါ့နော်ဒါလေးဆိုမြင်ငပိရောင်လေးဒါလေးဆိုရင်စင်စွယ်လည်းမဟုတ်ဘူးအပြာဘက်လည်းမဟုတ်အဖြူပြက်ရောင်လို့ခေါ်တာပေါ့နော်အမားတို့အခေါ်ဆိုလို့ရှိရင်အဖြူပြက်ရောင်လေး1ယောင်ပါမယ်ဒါလေးဆိုရွှေဝါရောင်လေးတအားလှတယ်နော်ဒီရောင်လေးကဲဒါလေးဆိုရင်ဒေါနာစိမ်းအရောင်လေးပါမယ်ကဲနောက်ဆုံးရောင်လေးကကြတော့ကတ်စတန်ရောင်လေးပါပဲပေါ့နော်အရောင်လေးတွေကလေနွေရာသီမှာဝတ်လို့လေတအားလှတဲ့အရောင်လေးတွေနော်ပြောမယ်ဆိုရင်ပါတိတ်လေးတွေပဲဖြစ်ဖြစ်ဘောင်းမီတွေပဲဖြစ်ဖြစ်ဝတ်လို့အရန်လှတယ်အမအီတန်ထွက်တဲ့ site တွေကလေ42ဆိုကွက်တီပဲနော် site ကြီးလုံးဝပိတ်သားအောင်မကိုထားဘူးအရှည်ရောအပွားရောလက်ကောအစားလုံးဝ site ကိုပြည့်စေရမယ်အမခံတယ်ပေါ့နော်အမတို့ကအသားကလည်းအမအကောင်းစားကိုသုံးပေးထားတဲ့တက်ကြမို့ BKK ကလာတဲ့အသားတွေနဲ့ကိုအမရှင်းပြီးရောင်းလို့ရတယ်ဒီအသားလေးတွေကရောက်လာရင်ရောက်ကုန်ဖြစ်မဲ့ဒီဇိုင်းလေးနဲ့ site ကလေးတွေပေါ့နော်အဲ့ဒါကိုလိုချင်တယ်ဆိုလို့ရှိရင် Viber ဖုန်းနံပါတ်0943128857ကိုလက်ကားဆက်သွယ်မှယူနိုင်တယ်ကျေးဇူးတင်ပါတယ်